တချို့ကရေသက်ချကိုပြောတယ်နော်ဘုန်းကြီးတွေက32ဘုံတတ္တဝါပြီးရောပေါ့မဟုတ်ဘူးမသိမလိမ္မာကြသေးသောတတ္တဝါများကိုအသိပညာပြည့်စုံအောင်တပည့်တော်ရှာရှည်ပေးနေရတာလို့တပည့်တော်ကတိုးလေကြိုက်လေပဲအမြဝေ32ဘုံတွေတတ္တဝါတွေအားလုံးအမြယူကြပြီးဘူးလားသို့တော့တပည့်တော်တို့ပြုအပ်သောကောင်းမှုကောင်းကုသိုလ်ကိုစောင့်စားလျက်ရှိသောလာတော့မှဘိုးဟောင်းဘွားဟောင်းမိဟောင်းဖဟောင်းဆွေဟောင်းမျိုးဟောင်းရှာရှည်ထားတာတော်တော်များများဒါဆိုမပြည့်စုံဘူးလားအဲ့ဒါမျိုးဟိုမိဆိုင်ဖဆိုင်ဆိုတာတင်ပူဇော်ပတ်တာခင်ဗျားတို့ကြွေးတာမွေးတာတွေသူတို့စားနိုင်သလားတကယ်ဆိုင်အောင်တကယ်ဆိုင်အောင်ဟိုကပိတ်တာတွေမစားနိုင်ဘူးသူတို့စားရင်ခင်ဗျားတို့ပြစ်ထားတဲ့နှက်ချွဲသလိပ်ဒါပဲသူတို့စားရှင်းလားအစ်စ်တန်းချင်းกว่าတယ်အဲ့တော့သူတော်ကောင်းတို့ကအများလို့ဝေလိုက်တဲ့ကုသိုလ်ကိုသူတို့ရမှသာလျှင်ဒီဝတ်ဆင်းရဲတွေက